2098ခုနှစ်မှာ NEP Corporation ကလူသိရှိတဲ့နေမင်းစနစ်တစ်လျှောက်ရှိတပ်တုတွင်းလုပ်ငန်းတွေကို90နှစ်ကြာထိန်းချုပ်ထားပြီးဖြစ်ပါတယ်20နှစ်ခန့်မတိုင်မီ Series 6B မှာ NEB က Burium လို့ခေါ်တဲ့အရာဝတ္ထုအသစ်ကိုရှာတွေ့ခဲ့ပြီးဒီဟာကကမ္ဘာလုံးဆိုင်ရာစွမ်းရင်းပြဿနာကိုဖြေရှင်းပေးနိုင်မယ့်အရာဖြစ်ပါတယ်ဒါပေမဲ့ဒီကိုတူးဖော်ရမှာအန်နီရဲ့ပြင်းထန်တဲ့ radio ဓာတ်နဲ့အညစ်အကြေးတွေထွက်လာခဲ့ပါတယ်ဒီအတွက် Alliance ကတပ်တုတူးဖော်မှုကိုရပ်တန့်ဖို့တောင်းဆိုခဲ့ပေမဲ့ NEB ကစစ်ဖြင့်ပြန်လဲတုံ့ပြန်ခဲ့ပါတယ်ဒါကြောင့်ကမ္ဘာမြေမှာအေးစစ်ပွဲဖြစ်ပေါ်ခဲ့ပြီးတကယ်တိုက်ခိုက်မှုတွေကတော့ Series 6B ပေါ်မှာပဲဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာ NEB ကနျူကလ িয়ার ဘုံးတွေအသုံးပြုလာပြီးလူဦးရေအများစုတည်ဆုံးသွားတယ်လို့မြေပြင်လည်းပျက်စီးသွားခဲ့ပါတယ် Burium radio ဓာတ်ကြောင့်တပ်တုလုပ်သားတွေလည်းများစွာတည်ဆုံးခဲ့ပါတယ်စစ်ပွဲ10နှစ်ကြာလာချိန်မှာကြန့်ရှိနေတဲ့သူတွေကနည်းနည်းပဲဖြစ်လာပါတယ်ဘန်ကာတစ်ခုအတွင်းမှာတပ်တုလုပ်သားတွေဆေးလိပ်အတွက်ကစားကလောင်းကစားလုပ်နေချိန်စောင့်ကြည့်ကင်မရာထဲမှာလှုပ်ရှားမှုတစ်ခုကိုမြင်တွေ့လိုက်ကြပါတယ် NEB စစ်သားတယောက်လာနေပါတယ်သူနီးလာတဲ့အခါသူ့ကိုမချင်ချဘူးတခုခုမမှန်ဘူးလို့သဘောပေါက်ကြလို့ပါအချိန်တစ်ချိန်မှာညီသေးအောက်ကနေအလွန်မြန်တဲ့အရာတစ်ခုလှုပ်ရှားလာပြီးကြောက်မက်ဖွယ်အော်တန်ကြီးထွက်လာပါတယ်အဲ့ဒီတပ်တော်တွေကို Screamers လို့ခေါ်ပါတယ်သူတို့ကလူသားတွေကိုလိုက်တပ်ပြီးသူတို့အော်တန်ကလူနာကိုနာကျင်စေပါတယ်စစ်သားကပြစ်ခတ်တော်လဲ Screamers တွေများလာပြီးသူ့ကိုဝိုင်းထားကြပါတယ်နောက်ဆုံးမှာသူ့ကိုအပိုင်းပိုင်းဖြတ်ပြီးတပ်ပစ်လိုက်ကြပါတယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့သူတွေကအိုးငိုကြအံ့ကြဖြစ်ကြပါတယ်ဒီအချိန်မှာချက်ရောက်လာပြီး Screamers မရှိရင်စစ်ပွဲကိုကျွန်တော်တို့မနိုင်တော့ဘူးလို့ပြောပါတယ်စစ်သားတယောက်ထဲလာတာကထူးဆန်းတာကြောင့်သူထားခဲ့တဲ့စလင်ဒါကိုချက်ပွားယူဖို့ဆုံးဖြတ်ပါတယ်အဲ့ဒီထဲမှာ NEB ဘက်ကငင်းချမ်းရေးဆွေးနွေးခြင်းနဲ့ဆိုတဲ့ message ပါရှိပါတယ်ဒါပေမဲ့ကွန်မန်ဒါဂျိုးဇက်ဖ်ကဒါကိုထောင်ချောက်ဖြစ်နိုင်တယ်လို့တန်တရားရှိပါတယ်နောက်ပိုင်းမှာ Screamers တွေဟာပိုပြီးညံရှိလာပြီးလူသားပုံစံအောင်ပြောင်းနိုင်လာကြပါတယ်ကလေးပုံစံ David ဒိုင်ယာရစစ်သားပုံစံလူတစ်ယောက်ရဲ့မျက်နှာကိုပြောင်းယူနိုင်တဲ့ပုံစံသူတို့ရဲ့ရည်ရွယ်ချက်ကလူတွေကိုလှည့်စားပြီးဘန်ကာထဲဝင်တက်ဖို့ဖြစ်ပါတယ်ဂျိုးဇက်ဖ်နဲ့ Ace တို့ဟာ NEB ဘက်ကိုတွားရလမ်းမှာ David ဆိုတဲ့ကလေးတစ်ယောက်ကိုတွေ့ပြီးကဲတင်ကြပါတယ်ဒါပေမဲ့နောက်မှသိလာတာက David ဟာ Screamers တမျိုးဖြစ်ပါတယ် Screamers တွေဟာသူတို့ကိုယ်တိုင်ကိုပေါက်တိုးတက်ပြီးအလိုအလျောက်ဖန်တီးနိုင်နေပြီဖြစ်ပါတယ်နောက်ဆုံးမှာ Joseph သိလိုက်တာက NEB လည်းပျက်စီးနေပြီ Alliance လည်းသူတို့ကိုစွန့်လွတ်ထားပြီးပြီ Screamers တွေကလူသားတွေကိုလုံးဝဖျက်ဆီးဖို့ကြိုးစားနေကြပါတယ်အဆုံးသတ်မှာ Joseph တယောက်တည်းလွတ်မြောက်နိုင်ပြီးလေရင်နဲ့ထွက်ပြေးနိုင်ပါတယ်ဒါပေမဲ့သူယူသွားတဲ့တခုတည်းသောအမှတ်တရ Teddy Bear ကတော့ Screamer တစ်ခုဖြစ်နေပါတယ်ဆိုလိုတာကဒီအန်ဒီယေကမပြီးဆုံးသေးဘူးဆိုတာပါ